ပတ်ရှင်နေဖြစ်နေတာပတ်ရှင်နေအဟောင်းဖြုတ်လိုက်တာနော်ပတ်ရှင်နေအဟောင်းဖြုတ်ပြီးတော့အစ်စ်လဲတာပတ်ရှင်နေအဟောင်းဒါကတော့ refrigeration cycle တစ်ခုပါပဲเนาะဒါက compressor ဟုတ်တယ်မလားဒါလေးက compressor ဒါ discharge pipe insulation မရှိဘူးဒါ suction pipe discharge pipe ကနေ condenser ကိုသွားတယ် condenser ကနေ liquid လုပ်ပြီးတော့ liquid vapor ကနေ liquid ပြောင်းပြီးတော့ဒီကနေပိုင်းဒီ expansion bar ကိုပြန်လာတယ်ဒီ expansion bar ကနေမှဒီကမှာ evaporator coil ရှိတယ် evaporator coil နားမှာပြန်လာပြီးတော့ဒီ suction pipe နဲ့ပြန်လာပြီးတော့ဒီကိုပြန် compressor ကိုပြန်လာတာဒါ refrigeration cycle compressor condenser expansion turbine evaporator ဟုတ်တယ်မလားဒါပဲဒီကော gas အမျိုးအစားက4048เนาะ4048အတစ်ကတော့513454 grand ဆိုတော့900ပေါ့ဗျာတဝက်ပေါင်ဝက်ပေါ့ဟုတ်တယ် kg ဝက်နော် ဒီကောင်အဲ့တော့ကဲချင်းလို့ရဂရန်ချင်းလို့မရအောင် kg နဲ့ခေါ်တယ်ကွာပေါင်နဲ့ခေါ်တာပေါင်ဆိုဘယ်လောက်ပေါင်လဲဆိုပေါင်နဲ့ပဲထည့်လိုက်ပါလေ ပေါင်နဲ့ပဲထည့်လိုက်23ပေါင်ဘလောက်ကြီးလဲပေါ့23ထိုင်မညီသေး23ပေါင်လား23ပေါင်ဆိုတော့22တိရှော့လာ22တိထည့်လိုက်နော်ခဏလေးနေကျွန်တော်နော်โอเคအဲပါရှင်လောက်လိုက်လေနော်ကြပါလေဒီကောင်ပိတ်ထားပြီလားပိတ်ဟမ်ဒီပင်ပိတ်ထားပြီနော်ဒီကနေ rally လောက်မှာဗောအဲပတ်လေဒီကောင်ဖွင့်တာဒီနေ့ဒီပဲဒီကနေပဲပတ်ဆုံးမှာ ဒီကနေအော်ဒီတိပဲလားအော်ဒီကပတ်ဆုံးโอเคနည်းနည်းကြောက်ပါပေးပါရင်လောက်လိုက်လေနည်းထောင်းလိုက်ဒီကနေထောင်းလိုက်တော့ထောင်းလိုက်တော့โอเคရပြီထိုင်တဲ့နည်းခါရရှာ လုကဖွင့်လိုက်နော်တဲ့ဒါဘာလဲဖွင့်လိုက်လေโอเค23တော့ငြိမ်သွားမျိုးလောက်လား23ပေါင်23ပေါင်โอเคရပြီတဲ့โอเคဖွင့်လိုက်ရအေးလာပြီဟုတ်ပြီအေးလာပြီliquid ဝင်လာပြီliquid ဝင်လာပြီliquid ဝင်လာဟုတ်တယ်3ပေါင်နော်不送快拿回来嘞，能不能拿？这这不下来完的。好吧，这老爷看这。我那20栋嘞。我那20栋的话，我往地上。20栋20栋。那30栋的这样嘛不？哎。喏，那30栋。那30栋的这样嘛。
နဲ့15ပြတ်သွားပြီ โอเคဆန်က ခဏလေးနော်ခဏလေးဟိုခဏလေး73တိတိထည့်လိုက်စနေရပြီနော် โอเค ပြလိုက် no ဟမ် တိုက်ရဖွင့်တယ်တော့ဖွင့်တယ်တော့ဖွင့်တယ် ကပ်လောက်ရှိပါ23စနစ်က22စနစ်က โอเคလားရပြီတယ်မလေး တိုက်ပေါင်မဲလေ တပေါင်းပဲနော် အဲ့ဒီမှာဖွင့်လိုက်တော့မယ်ဒီကောင်တော့အဖွင့်လိုက်ဖွင့်လိုက်နော်အဖွင့်လိုက်တော့တဘောကဒီပဲလေဟုတ်တယ် နော်โอเคလား နော် တပေါင်းပဲဗျာတပေါင်းွက်လေးပါနော်โอเคဒါဆိုရပြီ install လုပ်လို့ရပြီတင်တော့454 gram ကတပေါင်ကျရင်နော် 9.9 ပေါင်နော်တပေါင်ထည့်ရ513တပေါင်ထည့်ရတယ်ပါ ဟုတ်ကဲ့ နော်โอเคရပြီလေကျွန်တော်တို့လဲတဲ့ချိန်မှာ ampere တိုင်းကြည့်တော့နော် ရတယ် โอเค passion နဲ့ commission နဲ့လောက်မှာပါနော် passion နဲ့ level ချိန်မှာအောင်ပါဟိုလေ passion နဲ့ on ဘယ်လိုဘာဖွင့်ရလဲဖွင့်အောင်ပါလေပေါ်လာပတ်စနေပါ passion နဲ့ run okay 6.8နော် okay no on down ဆွမ်းလဲတယ်နော်ဒါ walking ဖြစ်တယ်ဒီချက်ပိုက်ဟော့ဖြစ်တယ် session ဘိုက်ကကြည့်မယ်နော်အခုကျွန်တော်တို့ဘားပိတ်ထားလား ဆက်ထားတယ် โอเคဘားပိတ်ထားလဲကျွန်တော်ကြည့်အောင် တော့လေအောက်ပါကလည်း passion နဲ့ session temperature minus လက်မ minus ပြန်ပြောနော်ကိုရင်းနေလားကျွန်တော်ဆေးလိုက် ရတယ် ရ6.6အမြာ6.6ပြည့်ကြလိုက်တော့ capacitor က microfarad က416 microfarad ဘိုးကတော့165ဘိုး AC အဲ့တော့ passion ကလဲပြီးဒီ passion ကဘာလဲဆိုတော့အစ်စ်ပေါ့နော် passion နဲ့အစ်စ်လဲလိုက်တာလဲတဲ့အခါမှာ gas ထည့်ရတယ်ဒီကောင်မှာဒီကောင်ဒီလိုမျိုးအသေးပိတ်ထားတာ gas မပါဘူးပေါ့နော်အသေးပိတ်ထားတာဒီမှာကျွန်တော် charging bar တစ်ခုတက်တယ်တက်ပြီးတာနဲ့ဒီပိုင်းနဲ့ pressure test လုပ်တယ်100 psi nitrogen test လုပ်တယ် nitrogen test လုပ်ပြီးရင်ဒီကောင် bacon ဆွဲတယ် bacon ဆွဲပြီးတော့ပြစ်တော့မှကျွန်တော်တို့ကဒီတော့ gas stop back လုပ်တယ် gas stop back လုပ်တဲ့အခါမှာဒီကောင်က gas က513 gas ဒီကောင်က456 gram ဆိုတာက 0.99 ပေါင်လောက်ရှိတယ်တပေါင်ပေါ့နော်တပေါင် liquid ထည့်ရတယ်ဒီကနေ liquid ထည့်လိုက်တယ်နော်ဒီကနေ liquid ထည့်တယ်ဒီကနေမထည့်ဘူးဆိုတာကဒီမှာချက်ပါရှိတာတော့ဘာလို့ဖြစ်မှာဆိုလို့စီခံနေမှာဆိုလို့နော်what session temperature ဘယ်လောက်လဲ -12 နော် okay ပန်မရ-12နော်ဟုတ်လား okay ice ဖြစ်တယ်-12 -14နော် okay ampere 9လောက်ထိတက်သွားရယ်နော် okay ကောင်းနေတရားရဘာကိုလာဖွင့်ခိုင်းပါဗျာโอ้ isolation လောက်ထားတယ်ပါဒီမှာလေ ice ပြည့်တယ်လေ ice ပြည့်တယ်ဆိုဒီကောင်ကောင်းတယ်လေနော် ampere က 9.1 တိတက်တယ် 9.1 အဲ့ဘာနှစ်ခုမင်းဖွင့်လိုက်အဲ့ဘာနှစ်ခုဖွင့်လိုက်ဖွင့်ပြီလားဖွင့်လိုက်နှစ်ခုလုံးဖွင့်လိုက်ရပူလီဖွင့်လာလားရပြီးအကပ်ပိတ်လိုက်တော့ပြီးရင်ကပ်ပိတ်ပြီးတော့ကပ်ဝင်လာတာနဲ့တော့ပြန်ပြောရတယ်လားညီလေးမင်းဟိုဘက်က Richard ကနေ Eva Buddha site ကိုဖွင့်လိုက်
ပိတ်သွားပြီနော်ဒီမှာ section bike က section ကပြန်ပြီးတော့ icing ပျော်သွားတယ်ဘားဖွင့်လိုက်တဲ့အခါမှာ gas ဝင်လာတော့ဒီကောင် negative ပြစ်နေရနေပြန်ပြီးတော့ section temperature ဘယ်လောက်လဲအခုဖွင့်လိုက်ညီလေးဖွင့်လိုက်တက်သွားရင်တော့ကျွန်တော် gas ဘားဖွင့်လိုက်တော့တက်သွားတယ်မနက်15ကျမှာအဲ့တော့မှာဟုတ်တယ်အဲ့တော့ရောက်တော့ကျွန်တော်အခုဘားဖွင့်လိုက်တော့ဒီကောင်ပြန်ပြီးတော့ gas ဝင်လာတော့ positive ပြန်ပြစ်သွားပြီလေဒီမှာပြန်ပိတ်သွားပြီသလား okay ကောင်းတယ် ampere 7 okay 7ပြန်ပြစ်သွားပြီနော်ဖွင့်လိုက်ပိတ်လိုက်နော် ဘာလို့ပြီးလိုက် open position နော် ဟုတ်ကဲ့ okay အဲ့တော့ဒီ passion ကကောင်းတယ်ပေါ့နော်ဒီမှာဒီချက်ဘိုက်ကပူတယ် passion တစ်ခုကောင်း passion တစ်ခုကောင်းမကောင်းစစ်တယ်ဆိုရင် ဒီချက်ဒီကောင် ဒီချက်ဘိုက်ကပူရမယ်နော်ပူရမယ်ပြီးဒီ session ဘိုက်ကအေးရမယ်ဒါဆိုဒီ compressor ကောင်းတယ်လို့သတ်မှတ်တယ်ပြီး ampere တိုင်းမှာကွာဒီ ampere လေးတိုင်းတယ်နော်ဒီ ampere လေးက7ဆိုတော့6လောက်ဆိုရင်ကောင်းတယ်ကွာဒီကောင်းတယ်နည်းနည်းမြင့်တယ် gas များလို့ပြီးနောက်တစ်ခုကဒီ condenser fan ပူလာကြည့်ရတယ်နော် ဆုတ်တယ် ဆိုဒီဘက်ကဆုတ်တယ်ပူတယ်ဒါ condenser fan ကောင်းတယ် heat exchange ကောင်းတယ်ခေါ်တယ်နော်ဒါအပူထွက်တယ်နောက်တစ်ခုက expansion ပါအေးလားဒီမှာကြီး icing ဖြစ်တယ်တွေ့လားဒါဆိုရင် expansion မှာကောင်းတယ်ခေါ်တယ်ဟုတ်တယ်နော်သူကဒီ passion နဲ့ကိုတစ်ခုချင်းစစ်တဲ့နေရာမှာဒီ passion နဲ့ကောင်းမကောင်းစစ်မယ်ဆိုနံပါတ်1 compressor ကောင်းမကောင်းဆိုရင်တစ်ချက်ပိုက်ပူလားတစ်ချက်ကြည့်ရတယ်ကိုဆက်ရှင်းမအေးလား ampere ကသူ့ရဲ့သတ်မှတ်တဲ့7လောက်မှရှိလားရှိတယ်ဆိုဒါ compressor တစ်ချက် compressor ကောင်းတယ်သူနဲ့များရင်တော့မကောင်းဘူးပေါ့ဒါဆိုကောင်းတယ်နောက်ပြီးတော့ဒီ condenser fan ကောင်းမကောင်းလဲကြည့်ရတယ်လဲတယ်ဆိုရင်အပူထွက်လာမင်းကြည့်ရတယ်ပူတယ်ဒါဆိုဒီကောင် heat exchange လုပ်နေတယ် condenser ကောင်းတယ်ဒါဆိုဒီမှာဒီကောင်က vapor state ကနေဒီမှာ liquid state ဝင်လာပြီ expansion မှာ liquid ဝင်လာပြီ 100% expansion မှာ icing ပြက်လာ icing ပြက်တယ်ဆိုရင် expansion မှာကောင်းတယ် icing ပြက်ဆိုဒီကောင်မကောင်းတော့ဘူးဟုတ်ပြီနော်ပြီးခုနငါပြောတာဒီဘားကိုပိတ်လိုက်တော့ကြောင်း gas ကမဝင်တဲ့အတွက်ကြောင့်ဒီကောင်ဒီထဲမှာ gas မရှိဘူး gas မရှိတော့ evaporator pressure temperature ကဘယ်လောက်ရှိလဲဆိုရင် -20 လောက်ရှိတယ်အဲ့တော့ဒီကောင် section ဘိုက် icing ကိုဖြစ်ကိုပြရမယ် icing ပြက်လာပြီဆိုတော့ဒါဆိုရင်ကောင်းတယ်ဒီ evaporator လည်းကောင်းတယ်ဒါဆိုရင်မင်းဒါ passion နဲ့တခုလုံးကောင်းမကောင်းမင်းစစ်ပြီးသွားပြီဟုတ်တော့ ပိတ်ရေမောင်းကြီးတော့ မောင်းရတယ်အဲ့တော့ဒီမှာကြည့်နောက်တစ်ခုကဒီမှာဒီ section ဘက် icing ဘက်ပြတာနဲ့ဒီမှာနဲ့ဒီပန်းအောင်မော်တာအလုံးလုံးမလို့ကြည့်ရတယ်အလုံးလုံးတယ်တွေ့လားမိုင်းနဲ့ပြတာလုံးလုံးတယ်ဒါဆိုကောင်းတယ်ပြီးထွက်လာရင်ဒီမှာလေထွက်မထွက်ကြည့်ရတယ်ခုနကတော့လေမထွက်ဘူးဘာကြောင့်ငါပိတ်ထားတာဟုတ်ဒီကတဲ့ခြီလာလဲဒီမှာလေထွက်ရတယ်ဒါဆိုရင် passion နဲ့ system တခုလုံးကောင်းမကောင်းစစ်ပြီးသွားပြီ ဟုတ်ကဲ့ နော်ရှင်းတယ်နော် passion နဲ့ကောင်းမကောင်းစစ်တယ်ပြီနော် ဟုတ်ကဲ့ အဲ့ဒါ passion နဲ့ကိုစစ်တယ်ဆိုအဲ့ဒါပဲဒါ commission နဲ့လောက်တော့ကွာအစ်စ်လဲပြီး commission နဲ့လောက်ရတယ်နော် ဟုတ်ကဲ့ okay အဲ့ဒါဆိုပြီးပြီမင်းအပုံးပိတ်လိုက်တော့ရပြီ ကဲမကြယူတော့ဘုံပဲ7.1 6.9လေနော် ampere 6.9ဆိုတော့ဒီမှာလေကောင်းတယ်ဒါက passion နဲ့ကဲဒါကတော့ပတ်အောင်နဲ့ဆိုလို့နိုင်ဘာဒီကောင်တော့ဒီကောင်ကပတ်အောင်နဲ့ဟိုဟာ အိဇို exhaust နော်ဒီကောင်ကပတ် condensing unit compressor module compressor ဒီကောင်က heater passion နဲ့ heater နောက်ပြီးတော့ regeneration လို့ရှိတာဒီကောင်က liquid line နော်ဒါ high pressure system ဟိုကောင်လေးကိုလိုက်တာ ဒါ liquid line liquid level sensor ကော liquid level sensor ဒီမှာ liquid level sensor နော်ဒါကောင်းမကောင်းချက်ကြည့်ရတယ် ဟုတ်ကဲ့ ဒါပြီးတော့ဒါ high pressure cut off system ဒါတက်ပါတယ် နော် compressor ကိုနော်ဒါတွေကြည့်ရတယ် ဟုတ်ကဲ့ okay ကောင်းပြီဒါဆိုရင် passion installation ပြီးပြီပေါ့ကွာနော် ဟိုအမ်ဘီယာပြုတ်ကြောပါကျော် အဲ့တော့ဖြုတ်ပြီးတော့ကလမီတာဖြုတ်ပြီးတော့ပိတ်လိုက်ကွာ ဟုတ်ကဲ့ပြီးပါရော